အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကျွန်တော်တို့ကမြန်မာပြည်ရဲ့ငရဲအချောက်အထွက်ဆုံးဖြစ်တဲ့ ARD တိုင်းတော်တရာကြီးကျွေးရွာကိုတွားရောက်ထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီရွာမှာကငရဲအချောက်အပြင်ကိုငကြီးချက်တိုက်တဲ့လုပ်တဲ့အလုပ်ငန်းကိုလည်းလုပ်ကြပါတယ်ဒီတော်တရာကြီးကျွေးရွာရဲ့ထူးခြားချက်အနေနဲ့ကတော့တရွာလုံးနီးကိုကျွန်တော်တို့ရေလုံငန်းလောက်ကင်ကြတာပေါ့နော်အဲ့တော့ကျွန်တော်နဲ့အတူတူဒီဗီဒီယိုလေးကိုအဆုံးနဲ့ကြည့်ပေးကြပါဦးနဲကိုပါကောနာဝါအများကြီးပဲဒါကတော့ကျွန်တော်တို့ငကြီးတွေကိုလှောင်တဲ့ကန်ထဲမှာသူတို့လှောင်ထားတာပေါ့နော်ပြီးသွားပြီဆိုတော့မှကျွန်တော်တို့ငကြီးချက်တိုက်လှုပ်တော့မယ်ဆိုရင်ဒီကောင်တွေကိုထုတ်ပြီးတော့နေလှမ်းပြီးတော့မှငကြီးချက်တိုက်ဆင်မှာပို့တာဖြစ်ပါတယ်ဒီတိုင်းပဲကင်လိုက်ပေါ့နော်အဲ့ဒါဆိုတော့မစူမနှက်ဖြစ်ကြရမနှက်ဖြစ်တစ်ပတ်ခါလောက်ကြာအဖျားတော့အနီးတွေကတော့လုံးနေကြဖြစ်တဲ့အတွက်လက်နေပဲဒီတိုင်းပဲရိုးရိုးရှင်းရှင်းပဲကင်ကြတယ်လို့ပြောတယ်ဗျမစူအားလုံးပဲမင်္ဂလာပါကျွန်တော်အခုရောက်နေတဲ့နေရာကတော့ကျွန်တော်တို့ဒါပန်းနတော်အပိုင်လေးကနေရာတစ်ခုကျွန်တော်တို့ငကြီးအခုခင်ဗျားတို့ဘော်ဒါတို့စားတဲ့ငကြီးကြက်တိုက်ကိုဘယ်လိုမျိုးလုပ်လဲဆိုတော့ကျွန်တော်ပြောပြမယ်အခုအဲ့ငကြီးကြက်တိုက်တဲ့နေရာကိုကျွန်တော်ရောက်နေတာပြီးရင်ဘယ်လိုအဆင့်ဆင့်လုပ်ပြီးတော့ဘယ်လိုမျိုးငကြီးကြက်တိုက်ကဘယ်လိုမျိုးဖြစ်လာလဲဆိုတော့ကျွန်တော်ပြောပြမယ်โอเคကျွန်တော်တို့လိုက်ခဲ့ပြမယ်ငကြီးကြက်တိုက်ကဘယ်လိုမျိုးအရင်လုပ်ရလဲအဲ့ဒါဒီမှာလေးပေါ်မှာဒါငကြီးကိုဟုတ်အဲ့လိုတင်ပြီးတော့မီးအောက်ကမီးထည့်ပြီးဒီဥစ္စာကဒီမီးအပူပဲအရင်လည်းပြင်းလို့မရဘူးမရဘူးအဲ့ဒီနေပဲဟုတ်ပြင်းလို့မရဘူးဟုတ်ဒီလိုမျိုးလေးပဲတင်ရတယ်လေဒီလိုမျိုးလေးပဲအဲ့ဒါငကြီးကိုဖမ်းတော့ဘာမှအစာတွေဘာမှဘိုက်တွေဘာမှမထုတ်ရအောင်မထုတ်ပဲလေဒီတိုင်းပဲလမ်းပြီးတော့ဒီလိုမျိုးတင်ရတာ6ဝိုင်းဆိုတော့မှဒီပုံပြန်တင်အဲ့လိုမျိုးဒီအဲ့ဒါကတော့ဒါငကြီးကြက်တိုက်ပုံကြက်တိုက်နေပေါ့နော်ဒါကျွန်တော်ပြောရမယ်ဆိုရင်ကြက်ခိုးတိုက်လိုက်တာပေါ့ကြက်ခိုးတိုက်ပြီးတော့ဒါဟို6သွားပြီဆိုတာနဲ့တခါပြန်အေးပြီဆိုတာနဲ့ကျွန်တော်ပွဲုံတခါတန်ပူတာဖြစ်ပါတယ်ဒါတော့ငကြီးကြက်တိုက်တဲ့နေရာကအနီးဖြစ်ပါတယ်ဒါကျွန်တော်ရှင်းပြတာပေါ့နော်ကျေးဇူးပါတယ်အနီးဟုတ်ကျွန်တော်ခုနကတိုက်လိုက်တဲ့ငကြီးကြက်တိုက်ကအားလုံး6သွားပြီဆိုတာနဲ့သူကဘယ်လိုဖြစ်သွားလဲဆိုတော့ဒီမှာအခုကျွန်တော်ပြမယ်ဒါဒီလိုဖြစ်သွားပြီဒါ6သွားလို့ငကြီးကြက်တိုက်ဖြစ်သွားတဲ့ဟာကိုဒါပွဲရုံတင်ဖို့အတွက်လူမျိုးအထုပ်တွေနဲ့ထုတ်တာဖြစ်ပါတယ်။မွေးနာစားခြင်းနဲ့โอเคโอเคဒါငကြီးကြက်တိုက်ပေါ်အစစ်စစ်ဖြစ်ပါတယ်အရန်ရိုးရှင်းနဲ့လွယ်ကူတယ်โอเคအဲ့တော့နောက်ဗီဒီယိုမှာဘယ်လိုမျိုးဟာတွေလာမလဲဆိုတော့ဆက်ပြီးတော့ကြည့်ရှုပေးကြပါဦး